ဒီနေ့မြေနီကုန်းတစ်ခွင်ကိုဘယ်လိုတွေရှောက်ပတ်ခဲ့လဲဆိုတော့ဟယ်လိုပြပါပုံမသွင်းထားရတဲ့ပြရဲ့စပင်ဖြောင်းဖြောင်းတဲ့နန်းယူဒီနေ့လေးရကလေးသွားညက်ခဲ့ပါတယ်ဆိုင်လေးကတော့ပြတို့နားပဲပြညက်နေကြဆိုင်လေးဆိုတော့စိတ်တိုင်းကြပါတယ်ကိုလိုချင်တဲ့ပုံအတိုင်းလေးထွက်လာတော့ကျင်တတ်တာပေါ့နော်စပင်ညက်ပြီးတော့မြေနီကုန်းကိုမိုးလေးတစ်ဖွဲဖွဲနဲ့ရောက်လာခဲ့ပါတယ်14ရက်နေ့ကနေစပြီးတော့လန်ကူလို့လူကူးမြင့်ကြမကူလို့ရှိရင်တန်ငွေဆောင်ရမယ်ဆိုတာကိုသိထားရမလားအဲ့ဒီတော့လိမ့်လိမ့်မမလေးလူကူးမြင့်ကြကူကြပါနော်မိုးလေးကလည်းအေးနေတာဆိုတော့အရင်ဆုံးတကုံးဆန္ဒထူးတွေကဖူဖူဟော့ပေါ်ဆိုင်မှာဟော့ပေါ်လေးခဏဝင်စားလိုက်ပါတယ်ကိုကတယောက်တည်းဆိုတော့ဝိုင်းကြိုင်ဆောင်စရာမလိုပါဘူးဂျုံနဲ့ဝိုင်းနဲ့ပေါင်းပြီးတော့စားလိုက်တယ်ပေါ့နော်အာနာနာနဲ့ပဲသူများအတွဲဝိုင်းမှာပေါင်းပြီးတော့စားလိုက်ရပါတယ်သူများအတွဲလေးကိုအားချရင်လည်းပဲအများကြီးစားခဲ့ပါတယ်ဖူဖူရဲ့ဟော့ပေါ်အရင်ကထပ်ပိုပြီးတော့ကောင်းလာတယ်လို့ပြောလို့ရပါတယ်အရသာလေးနဲ့ကျန်တာလေးတွေကအဆင်ပြေပြီးမဲ့ရင်ကောင်းလေးတအားများတာတော့အဆင်မပြေပါဘူးပြပြတို့ရဲ့ထုံးစံအတိုင်းစားပြီးတောက်ပြီးဘိုက်ဖြစ်ပြီးသွားပြီဆိုလို့ရှိရင်အိမ်နာကိုအရင်ရှာရပါတယ်တကုံးဆန္ဒထိုးအပေါ်တကအရန်ချောက်ဖို့ကောင်းပါတယ်အိမ်နာတဲ့တယောက်တည်းမဝင်ရဲလို့သူများကိုဆောင်ရင်းနဲ့တန်ရှင်းရင်တော်ကြီးရောက်လာမှကပ်ပြီးဝင်သွားရပါတယ်ကဲပြီးသွားရင်တော့ပြပြမီနီကုန်းလာရတဲ့ရည်ရွယ်ချက်ကတော့ separate ကိုလာတာပါ step party dress code အတွက်လိုအပ်တဲ့ accessory လေးတွေလာကြည့်တာပါ separate မှာတယောက်တည်းခေါင်းမူအောင်ပတ်ခဲ့ပြီးတဲ့နောက်မှာတော့လူကျင်တာလေးလည်းတော်တော်များများရခဲ့ပါတယ်လူကျင်တာလေးလည်းရပြီဆိုတော့ငွေရှင်းပြီးတော့ပြန်มาတော့မယ်လိုင်းကစီးပြီးငါအင်ကိုငါပြန်လာခဲ့တယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်